အားလုံးပဲမင်္ဂလာပါရှင်အခုမိတ်ဆက်ပေးခြင်းတဲ့စာအုပ်လေးကတော့ Max Do Better ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်เนาะဒီစာအုပ်လေးရဆိုလို့ရှိရင် Young Adapt Level Young Adapt တွေအတွက်ပေါ့เนาะတင့်တော်တဲ့စာအုပ်လေးလည်းဖြစ်ပါတယ်သူကဘယ်လိုမျိုးလဲဆိုလို့ရှိရင်အခုခေတ်လူငယ်လေးပေါ့เนาะအမျိုးသမီးတွေပေါ့အဓိကတော့ခေတ်လူငယ်မိန်းကလေးတွေအတွက်သူတို့ရဲ့ပေါ့เนาะဘဝနဲ့ဆက်သွယ်ခံစားခြင်းသူတွေဟလာနောက်ပြီးရင်ဒီအမျိုးသမီးတွေရဲ့အခွင့်အရေးအကြောင်းတွေကိုစိတ်ဝင်စားတဲ့သူတွေကိုတဲ့ဒီဟာတာပုံစံလေးနဲ့ပေါ့เนาะအတင်းလေးပြပေးမယ်သူကဘယ်လိုမျိုးလေးလဲဆိုတဲ့ခါကျ diary လေးလိုမျိုးပဲတဲ့လားဟာတာပုံစံလေးနဲ့ရေးထားတယ်ဟာတာပုံစံလေးနဲ့သူကရေးထားပြီးရဲ့အခါကျတော့ဒါဝတ္ထုလည်းဖြစ်တယ်နောက်ပြီးတော့လို့ရှင်ကိုရိုင်းကိုပေါ့နော်တိုးတက်စေခြင်းသူတွေနောက်မပြည့်စုံတဲ့သူတွေပေါ့ရုန်းကန်နေတာပေါ့နော်မပြည့်စုံတဲ့အတွက်ကြောင့်ကိုဘဝကိုပြည့်စုံအောင်ရုန်းကန်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီစာအုပ်ကလေးကဖတ်ဖို့အတွက်ကိုဒီဟောပေါ့ပါခေါ်မလဲစိတ်ခွန်အားပေးမဲ့စာအုပ်မျိုးပေါ့နော်ဒါပေမဲ့စိတ်ခွန်အားပေးမဲ့ဆိုမှလည်းသူကစိတ်ခွန်အားကိုဘယ်လိုခေါ်မလဲပေါ့ပပလေးနဲ့ပဲဟာတာလေးအနေနဲ့ပဲသူကရေးပေးထားတဲ့အတွက်ကြောင့်Young Adapt Level တွေအတွက်ဆိုရှင်တော့တကယ်ကိုဖတ်လို့ကောင်းမယ်အစာကောင်းလေးလည်းဖြစ်ပါတယ်ရှင်ရောင်းဈေးလေးကလည်း1000ခွဲချက်ပါအဲ့တော့ဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုလေးရဲ့အောက်မှာပဲဖြစ်ဖြစ် page messenger ပဲဖြစ်ဖြစ်လာရောက်ဝယ်ယူအားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်